အားလုံးပဲမင်္ဂလာပါရှင်။တညင်းသေးငပိချက်အိမ်မှာချက်စားတဲ့နီလေးကိုပြန်ပြီးတော့မျှဝေထားပါတယ်။ပထမဦးဆုံးတညင်းသေးတွေကိုရေသေးချာဆေးပါမယ်။ပြီးတော့ရင်နွေးဖွက်ဖွက်ထဲမှာထည့်ပြီးတော့စီးနေအောင်ပြုတ်ပါမယ်။ဒါကတော့တညင်းသေးပတ်20ပိုးပါ။နှုတ်စီဘူးတစ်ပိုးပါ15မိနစ်20လောက်ပြုတ်လိုက်ပါတယ်။ပြီးရင်တော့ပပလေးတွေလှီးထားပါမယ်။ဆက်ချက်တော့ပါမယ်။တဲဟုတ်ပူလာပြီဆိုရင်စီထည့်ပါမယ်။ပြီးရင်တော့စနွင်းမှုန့်အရောင်တင်မှုန့်ထည့်ပါမယ်။ဒါကတော့ကြက်သွန်လေးနဲ့ကြက်သွန်ဖြူကိုပပလှီးထားတာလေးပါ။ကြက်သွန်လေးနဲ့ကြက်သွန်ဖြူကိုရွှေအိုရောင်တန်းလာပြီးတော့အနံ့မွေးလာတဲ့အထိအရင်ကြောပါမယ်။ပြီးတော့မှခရမ်းညင်လေးလေးစိတ်ထိုးတာလေးကိုထည့်ပါမယ်ဟင်းခမ်းမှုန့်ကြက်သားမှုန့်ကြရင်လည်းကြက်သားမှုန့်ထည့်လို့ရပါတယ်ငံပြားရင်လည်းငံထည့်လို့ရပါတယ်ကျမကတော့စားနဲ့ဟင်းခမ်းမှုန့်2မျိုးပဲထည့်ထားပါတယ်ပြီးရင်တော့ခရမ်းညင်လေးနှူးသွားအောင်အဖုံးလေးအုပ်ပေးလိုက်ပါမယ်ရှင်ဒီတညင်းငပိချက်အတွက်အဓိကသုံးထားတာကတော့ဒီငပိတောင်လေးပါအရန်စားကောင်းပါတယ်မော်လမြိုင်ရပါအောင်ငပိတောင်ဘူးလေးသုံးထားပါတယ်ငပိတောင်ဘူးတဝက်ထည့်ထားပါတယ်ရှင်ခရမ်းညင်သီးတွေကြေသွားပြီဆိုရင်ငပိလေးထည့်ပြီးတော့ဆက်ကြော်ပါမယ်ပြီးရင်တော့ပပလေးထားတဲ့တညင်းသီးလေးထည့်ပါမယ်တေချာလေးနှံ့အောင်မှွေပြီးတော့ကြော်ပေးပါမယ်တညင်းသီးတွေကိုငပိအရသာလေးတွေပြီးရင်ခရမ်းညင်သီးအရသာလေးတွေအနှစ်လေးတွေဝင်သွားတဲ့အထိတေချာလေးစီတက်ပေးပါမယ်ပြီးပြီဆိုရင်တော့ရေတစ်စလုံးထည့်ပါမယ်ဟင်းခတ်တဲ့ခွက်ကလေးနဲ့ပါပွားဆူလာတဲ့ထီးပြန်ထည့်ပါမယ်တညင်းသီးပေါ်မှာလည်းမူတည်ပါတယ်တကယ်လို့တညင်းလေးကရင့်နေဆိုလို့ရှိရင်ရေမြလေးထည့်ပြီးတော့ပိုစီးလာအောင်တည်လို့ရပါတယ်အခုကတော့တညင်းလေးအနှုတ်လေးသုံးထားတာမလို့ဒီလောက်နဲ့ရပါပြီရုပ်သီးစိမ်းလေးတွေထည့်လိုက်မယ်ပြီးလို့ရှိရင်ကြက်သွန်မိတ်ပပလှီထားတာလေးထည့်ပြီးတော့စားလို့ရပါပြီဟုတ်ကဲ့ပါဒါလေးကတော့တညင်းသီးငပိချက်လေးပါအိမ်မှာချက်စားနေကြပုံစံတိုင်းလေးချက်ထားတာပါအရင်နဲ့စားလို့ကောင်းလို့လာပြီးမျှဝေပေးတာပါချက်စားကြည့်ကြပါနော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်